ကျွန်တော်တို့မျိုးတို့ဒီဟိုပါဘောနော်2ရက်တလပိုင်း2026တတိဒီထိုင်ချဲပေါ့နော်အဲဥစားထွက်မယ်ထွက်စင်ကညီအကူတွဲပဲပြန်ထွက်လိမ့်မယ်နော်ညီအကူတွဲကဒီတစ်ခါထွက်ရင်ခွညီအကူတွဲဖြစ်မလားနောက်ပိတ်အတွဲညီအကူဖြစ်မလားပြောတတ်တယ်ပေါ့နော်ဒါနဲ့ကျွန်တော်ကြိုက်တာတော့နောက်ပိတ်အတွဲညီအကူကြိုက်တယ်အဲဒီတော့ကျွန်တော်က3နဲ့3ခွေပြီးတော့ကျွန်တော်ကတော့ထိုးမယ်ပေါ့နော်အမျိုးတို့လည်းကြိုက်တယ်ဆိုရင်ထိုးပေါ့ဗျာနော်အဲကျွန်တော်ဘောလေးမှာကျွန်တော်တင်ပေးထားမယ်ကျွန်တော်ထိုးမဲ့ခဏလေးပေါ့နော်အမျိုးတို့လည်းကြိုက်ရင်ထိုးပေါ့အဲပတိဒီထိုင်ချဲထွက်မဲ့ထက်စင်ကညီအကူအတွဲထွက်မယ်နော်ညီအကူအတွဲကိုခွတွဲမလားနောက်ပိတ်နှလုံးညီအကူတွဲမလားအဲ့တော့ဘိုင်နေမပြောနိုင်ဘူးနော်လုံးပိုင်ကြီးအနေနဲ့ကတော့ခွင့်ရှင်913ညရတယ်ဗျလုံးပိုင်ကြီးကနော်ခွင့်ရှင်913ညရတော့ကျွန်တော်အဲ့1နဲ့3ညနဲ့ကိုလုံးပိုင်ကြီးကိုကြိုက်ဆုံးပဲအားကြောင့်မလို့ကျွန်တော်3ည1နဲ့3ကိုခွေထိုးထားတယ်အမျိုးတို့လည်းကြိုက်ထိုးပေါ့ဗျာနော်အဲ့ရှင်းနဲ့ပတ်သက်တဲ့ဟာလေးလည်းကျွန်တော်ကဏ္ဍနှလုံးရွေးထုတ်ထားတာရှိတယ်အဲ့ဒါလေးပါကျွန်တော်တင်ပေးမယ်အဲ့အမျိုးတို့ကြိုက်ထိုးပေါ့နော်အားလုံးပေါင်း6လုံးရတယ်ဗျကဲပေါက်ကြပါသည်မျိုးတို့